အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တုဒ္ဒအောင်ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးနော်မနေ့ပြန်ဆိုရင်ကျွန်တော်တို့73ရက်8လ2026နော်ကြာတာပရိနေ့လေးကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပါပြီကဲကြာတာပရိနေ့နေကုံစားဝမ်းချင်းလေးတွေမိန်ကွက်ကလေးတွေပတ်တိလေးတွေနော်ထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်နော်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့နော်စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လဲဘာမှပေးစီရမလို့ပါဘူးနောက်တစ်ခုနော်ကျွန်တော်ရထားတဲ့ဟာလေးတွေကိုအကြိုက်ဆုံးအကောင်းဆုံးဆိုတာလေးတွေကိုရွေးချယ်ပြီးတော့တင်ပေးတာအမှားမှန်တော့ရှိပါတယ်နော်အမှားမှန်လက်ခံနိုင်လိုက်ကစားပါစေတနာနဲ့တင်ပေးတာပါနော်ကဲဒီမျိုးပိုင်းကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လာပတ်တွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုနော်Facebook ကညီကိုမောင်နှမတွေအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုမြင်ပြီးတွေ့ပြီဆိုရင်တယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါ like လက်မအသေးလေးတွေနဲ့ဝန်ရံပေးပါကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့အမျှမြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့အားလုံးပဲနော်ကဲကျွန်တော်တို့ဒီတစ်ပတ်ကတော့နော်ပိတ်ရဖောင်းရကလေးတွေရှိတယ်เนาะဒါကြောင့်မို့ပိတ်ရဖောင်းရခံတိုင်းဆော့လို့မကောင်းပါဘူးเนาะအားလုံးလည်းသိပါတယ်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးเนาะနောက်တစ်ပတ်လာမယ့်ပွဲတွေမှာတော့အားလုံးပဲပိတ်ရဖောင်းရကလေးတွေကင်းသွားပါပြီပိတ်ရဖောင်းရမရှိဘူးဆိုရင်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးပဲသိပါတယ်เนาะအများဆုံးမှန်တာများပါတယ်เนาะအဲဒါကြောင့်မို့လာမယ့်ပွဲတွေမှာတော့ကျွန်တော်အကောင်းဆုံးပြန်လည်ပြီးတော့เนาะသုံးသက်ကြိုးစားပြီးပါမယ်ကဲကျွန်တော်ရဲ့ကိုဒီမတွေကိုကျွန်တော်အခုကြာတာပလေးတောက်ကြ2ရက်အတွင်းမှာပေါ့နော်မေတ္တာလက်ဆောင်အနေနဲ့ဇာတိုးလိုက်ချင်ရင်6ကိုလိုက်ပါနော်လုံးဝမပြောက်ပါဘူးနော်ဇာတိုးလိုက်တဲ့ညီကိုမောင်နှမတွေအားလုံးပေါ့နော်ကျွန်တော်ထုတ်တာခွန်9ကိုခွန်9ရောထွက်သွားပြီး6တလုံးမဲကျန်တယ်ဒါကြောင့်မို့ဇာတိုးလိုက်ရင်6ကိုလိုက်ပါကျင်းတွေပေါ့လာပါလိမ့်မယ်ကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့နော်73ရက်နေ့ကြာတာပလေးနေ့နေကုံစာမှာဘိုင်နေနဲ့ဆိုရင်3ပိုင်9ပိုင်3ပတ်ဒီ9ပတ်ဒီเนาะအာအကောင်းဆုံး9နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်ကျွန်တော်တို့95เนาะ91 90 92ဒါ9နဲ့ပတ်သက်တဲ့ main ကွက်ပါ95 91 90 92ပါเนาะကိုမမှာခြာရေးပေးတော့ပါ3နဲ့ပတ်သက်တာဆိုရင်35 31 30 32ပါ35 31 30 32ပါဒါ3နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါเนาะကဲကျွန်တော်ထုတ်ပေးတဲ့မိတ်ကွက်ယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်ကျွန်တော်တို့เนาะကြာတာပရိနေမှာအားကောင်းဆုံးဝိုင်းငိမ့်သည်ကိုသုံးအချိန်ဖြစ်တယ်အတေကပတ်တိကိုဥစားပေးဆော့တဲ့ညီကိုမန္တမတွေဆိုရင်ကြာတာပရိနေကုံစားမှာအားကောင်းဆုံးပတ်တိဒီ6ပတ်တိ3ပတ်တိအားကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးကြာတာပရိနေမှာအားလုံးပဲကံကောင်းကြပါစေ